မင်္ဂလာပါရှင်ဒီနေ့အတွက်အတိပညာဆိုင်ရာနဲ့ဆွေးနွေးမှုကဏ္ဍနဲ့ကြိုးဆိုပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့ခေတ်မှာလေကျမ်းမာရေးနဲ့ပတ်သက်တဲ့အချက်လက်တွေကတကယ်ကိုလက်မီလွယ်လာတယ်နော်ဟုတ်တယ်ဒါပေမဲ့အဲ့ဒီထဲမှာဘယ်ဟာကတကယ်မှန်လဲဘယ်ဟာကယုံရမလဲဆိုတာကဟုတ်တယ်အဲ့ဒါကစိန်ခေါ်မှုတစ်ခုလို့ဖြစ်လာတယ်ဒါကြောင့်ဒီနေ့မှာတော့ကျမတို့ဟာ online ပေါ်ကကိုနေနဲ့ဒီနေနဲ့စုထားတာမျိုးမဟုတ်ဘဲနဲ့လေစနစ်တကျသူတေသနာပြုပြီးရေးထားတဲ့စာအုပ်တအုပ်ကိုအခြေခံပြီးဆွေးနွေးကြည့်ချင်ပါတယ်ကောင်းတဲ့အစီအစဉ်ပါပဲကျွန်တော်တို့ရဲ့ line ညွန်ကတော့ 919 Wisdom ရဲ့ founder and CEO ဖြစ်လို့ DN's company ရဲ့ distribution director လည်းဖြစ်တဲ့ဒေါ်ခေတီခိုင်ရေးသားပြုစုထားတဲ့ Cordyceps Wisdom ဆိုတဲ့စာအုပ်ပါပဲဟုတ်ကဲ့အဓိကကတော့ဒီစာအုပ်ကိုကြောညာတာထက်ဒီထဲမှာပါတဲ့အသိပညာတွေကဘလို့တုံစိတ်ဝင်စားဖို့ကောင်းလဲဘလို့နည်းနည်းလဲဆိုတာကိုနမူနာလေးတွေနဲ့ဆွေးနွေးကြည့်ချင်တာပါအရန်ကောင်းတဲ့အစပြုမှုပါပဲဒါဆိုရင်ကျမတို့အစနေကန်သွားကြည့်ရအောင်ရှိပတိဆိုတာကြားဖို့ကြပါမယ်စာအုပ်ထဲမှာသူ့ကိုဒန်ဒါရီလာယတနာတခုလို့ဖော်ပြထားတာတွေ့ရရရှင်တမိုင်းတို့ခံတဲ့ပတ်သက်ပြီးဘယ်အချက်ကအထူးခြားဆုံးဖြစ်မလဲ